ဒါကတော့အခီဝါမင်းကကြော်ရင်ဖြစ်ပါတယ်မင်းကကြော်ရင်ကတော့ဖြောစင်ရဖြစ်ပါတယ်အေးဖြောတာကိုလာနဲ့ပတ်စီမှာရောပြီးတော့အလုံးပြုတ်သွားတာဖြစ်ပါတယ်မင်းကကြော်ရင်ကမဆာရှော့လို့ခေါ်တဲ့ကုမ္ပဏီမှာအလုပ်တိခုရှာပါပါတယ်အလုပ်ကတော့စင်ရစားတွေကိုကြည့်ရမှာဖြစ်ပါတယ်မင်းကကြော်ရင်ကတော့အလုပ်တိဝယ်ရမှာဖြစ်လို့စိတ်လှုပ်ရှားနေပါတယ်မာဆာရှော့က TV ကြော်ညာကြီးထုတ်လုပ်တဲ့ကုမ္ပဏီမာဆာရှော့ကတော့ TV ကြော်ညာကြီးထုတ်လုပ်တဲ့ကုမ္ပဏီတစ်ခုဖြစ်ပါတယ်အဲ့ဒါကြောင့်မလို့မင်းကကြော်ရင်ကတော့လက်ဆက်ကောင်းပြီးတော့လက်ဆက်ကောင်းတဲ့အကြောင်းအလုပ်လုပ်ချင်ရဖြစ်ပါတယ်ရောင်းလို့ရောက်တဲ့အခါမှာလည်းလူတွေဖြေဝန်ထမ်းတွေကမင်းကကြော်စီကိုကြိုးစိုးနေကြပါတယ်ပနာမဆုံးနေ့မှာလည်းဖွဲ့ကောင်းဆောင်တဲ့တတိဖြစ်တဲ့မစ္စတာကိုဆူကီနဲ့တွေ့ခဲ့ပါတယ်ပြီးတော့ကုမ္ပဏီမှာ producer ဖြစ်လုပ်တဲ့ Mr. Ottori ဆိုတဲ့ကောင်မလေးကိုလည်းတွေ့ရှိခဲ့ပါတယ်ဒါပေမဲ့လည်းမင်းကကြော်ရင်ကတော့ Mr. Ottori ကိုမြင်ချင်းကြွေထားခဲ့ပါတယ်သူမကချစ်စရာကောင်းတာကြောင့်မင်းကကြော်ရင်ကတင်မဘောကြိတ်နေပါတယ်ကံကောင်းပြီးတော့မင်းကကြော်ရင်ရဲ့ကုမ္ပဏီလောက်တာရှိပြီးတော့ပထမနေ့မှာနေထလောက်ဖွဲကသူ့ကိုကြိုးဆိုဖို့အတွက်ညဇာဆဝဲတော့လုပ်ပေးခဲ့ပါတယ်မစ္စတာအော်ဆူကီကတော့ကြိုးဆိုပြီးမှချင်းမို့လှုပ်ရှားပဲလို့ပြောခဲ့တာကြောင့်မင်းကကြော်ရင်ကတော့အလုပ်သမားတွေနောက်မြန်လုံးအိမ်ပြန်ပဲပင်ပန်းလုံးနေခဲ့ရပါတယ်မဆာရှော့ကိုကုမ္ပဏီတစ်ခုမှာအဆောင်များပေးထားတာကဝန်ထမ်းတွေရဲ့လုံနဲ့ကိုက်ညီသားပဲဖြစ်ပါတယ်မင်းကကြော်ရင်ကကုမ္ပဏီလုံးမထွက်နိုင်ပါဘူးကုမ္ပဏီကလက်ခံမှုအတွက်ခက်ခဲကြိုးစားလို့ကုမ္ပဏီကလက်ခံမှုခက်ခဲကြိုးစားခဲ့ရလို့ဖြစ်ပါတယ်အချိန်ကြာတိုင်းများသူ့ရဲ့စိတ်မဆိုင်ရတဲ့ရုံဝိုင်းဆိုင်ရာကျောင်းမတွေကိုလည်းထိခိုက်လာခဲ့ပေမဲ့မာဆာရှော့ကုမ္ပဏီမှာလှုပ်ရှားလုပ်နေခဲ့ပါတယ်အိမ်ပြပဲရက်တော်ကြောင့်မင်းကကြော်ရင်ကရုံးမှာပဲအိတ်လိုက်စားလိုက်နေခဲ့ရတာအလောက်ကစိတ်ပြီးစီးတာကြောင့်အလောက်ကနေရုံထဲချင်နေခဲ့ပြီးလုံးလိုက်နေချင်ခဲ့ရပါဒီနေ့မှာတော့မင်းကကြော်ရင်ဘလုံးသိန်းရင်းဖြစ်ပြီးကန်ရိုနဲ့တွေ့ပါတယ်ကန်ရိုမာဆာရှော့ကကြော်ရင်ထွက်နေကြောင်းကြံပေးပြီးသူ့ရဲ့တတိစီနီယာတွေကအတုံးချလိုက်ခင်နေရကြောင်းပြောပါတယ်တမန်တော်မှာတော့မင်းကကြော်ရင်ကသူ့ရဲ့ဖုန်းမျိုးဆက်ကြောင့်အဲ့ရကနေနိုးလာခဲ့ပါတယ်အဲ့ရကနေထပြီးသူ့ရဲ့အလုပ်တော့သူ့ရဲ့အိမ်လောက်ကနေရှင်းနေဖို့အချိန်မရှိလို့ချုပ်ပါနေပင်ပန်းတဲ့စာနဲ့အလုပ်သွားဖို့ထလာပါတယ်အောက်ထပ်ကိုရောက်တဲ့အခါထူးဆန်းတဲ့တရားကိုတွေ့လိုက်ရအဲ့နေရာမှာတော့ဒမစီနဲ့သူကဇုံမီပြစ်ပြောင်းသွားပြီးတော့အတော်ကြီးတရားကိုကြိုက်လိုက်ပါနောက်တော့ထွက်ပြေးခဲ့ပြီးသူ့ရဲ့တိုက်ခန်းသူ့ရဲ့နောက်ကိုတိုက်ခန်းတစ်ခုလုံးကဆိုပြီးနောက်ကနေလိုက်အမေပဲသူ့စီမှာအလုံးလုံးဆရာလို့တော့သူကြိုက်လို့နေတာပြီးနောက်ချက်ဆိုချက်တစ်ခုရှိခဲ့ပါတယ်သူကြိုက်လို့နေတာပြီးလို့ချက်တစ်ခုရှိခဲ့ပါတယ်မင်းကကြော်စီအခီဝါမင်းကကြော်စီကဇုံမီဖြစ်တာကိုအလုံးလုံးဆရာမလို့တော့လို့ပျော်ရွှင်တော့ပါတယ်နောက်တော့မင်းကကြော်စင်ကရေပိုင်းကနေဆင်းလာခဲ့ပြီးတော့ဇနီးမောင်နဲ့နောက်ဖြစ်တဲ့မီကီအိုနဲ့ဆူမီတွေကိုအတွေ့တွေ့လိုက်ရပါတယ်။သူတို့ကတိုင်ခန်းတစ်ခုထဲမှာပိတ်မိနေတာကြောင့်မင်းကကြော်စင်ကသူတို့ကိုကူညီမယ်လို့ပြောခဲ့ပါတယ်။သူတို့နဲ့မင်းကကြော်စင်ကစမင်းစီးပြီးတော့လမ်းမောက်မှာရှိတဲ့ဆူမီတွေကိုဖျက်ကျော်ပါတယ်။သူကတော့မက်ဆေ့အော်တိုရီရှိတဲ့နေရာကိုရောက်လာပါတယ်။အခန်းထဲမှာတော့မက်ဆေ့အော်တိုရီကိုဆူမီကလိုက်ကိုင်းနေပါတယ်။သူရဲ့မာဆာရှော့စီအိုကဆူမီဖြစ်နေပါတယ်သူကစုံမီကိုတွန်းလိုက်ပါတယ်မက်ဆေ့အော်တိုရီလည်းစုံမီဖြစ်ပြောင်းသွားပြီးတော့လိုက်ကိုက်ပါတယ်လမ်းမခွဲမြေမှာနောက်ဆုံးအနေနဲ့သူမပေါ်ထားတဲ့ကစားချက်ကိုလည်းဝန်ခံခဲ့ပါတယ်သူရဲ့တိုက်ခန်းကိုပြန်ရောက်တဲ့အခါမှာတော့မီကီအိုနဲ့ဆူမီကိုမတွေ့ရတော့ပါဘူးနောက်တော့သူကသူ့ကိုယ်သူစုံမီပြတ်ပြောင်းရင်ပါလှုပ်ချင်တဲ့ဝါဒနာတရားကိုစင်းပြုစုလိုက်ဝါဒနာတရားကိုစင်းပြုစုလိုက်ပါတယ်စင်းရောချရလိုက်ပြီးတော့အိမ်မက်ခဲ့တဲ့တွေးတွေကိုအကောင့်ထဲပေါ်လိုက်ပါတယ်ကန်းကိုရှင်းနေတာဈေးဆိုင်တွေမှာဈေးဝယ်တာစာအုပ်တိုင်းနေနေမှာပကြီးဆွဲတာတဖြိုးမျိုးစင်မှာမီးရှိုးမီးပြန်လွတ်တာတဖြိုးမျိုးစင်မှာမီးရှိုးမီးပြန်လွတ်တာပဲဖြစ်ပါတယ်ဒါကြောင့်မင်းကကြော်စင်ကတော့ဇုံမီနဲ့ရေဆိုင်ရတာကိုပြောနေမိပါတယ်ခါရမ်းမြောင်းနေမှာတော့သူကတော့တိုက်ခေါက်ပေါ်မှာဖြစ်ပါတယ်သူကဟင်းကအငွေးကြိုင်နေကုန်လီဘူးလို့အနီးဆုံးစင်းဆိုင်ကိုတွားလိုက်ပါတယ်သူရှိတဲ့ချိန်မှာတက်ရှင်လေးရှီဆူကီတို့ခေါ်တဲ့ကောင်မလေးကိုတွေ့ရှိသွားပါတယ်သူကတော့မင်းကကြော်စင်ရဲ့မတူပဲဇုံမီနဲ့ထဲကနေတမြောက်ဖြုတ်နေနေရှိနေပါတယ်ရှီဆူကီပြောတာကတော့ဇုံမီရဲ့အားနေချက်ကအတန်ကိုကြောက်တယ်လို့ပြောလိုက်ပါတယ်ရှီဆူကီကတူမမတည့်ရတူတရားကိုကယ်တယ်မို့အတွက်စူးစမ်းနေတဲ့အခီဝါကိုစိတ်ဆိုးတော့ခဲ့ပါတယ်မင်းကကြော်စင်ကချားတွေကိုလိုက်ခဲ့နေမဲ့စာတင်းကိုတူဦးစားပေးနေတယ်လို့ပြောလိုက်ပါတယ်ရှီဆူကီနဲ့အာကီဝါလည်းလက်ခံတော့ခဲ့ပြီးစိတ်တော်သားကွဲလဲမှုကြောင့်လက်လွတ်တော့ခဲ့ပါတယ်နောက်တော့အာကီဝါမင်းကကြော်စင်အိမ်ကိုပြန်ရောက်တဲ့အချိန်မှာတော့ကန်ကိုကြောင်းတွင်းမိတော့ပါတယ်အာကီဝါကန်ကိုပြန်ခေါ်ဖို့လုပ်ပါတယ်သူတို့နဲ့အကင်ဝါကကန်ရောစီကိုတွားဖို့လုပ်ပါတယ်။ဒီလိုနဲ့မင်းချောင်ရအကန်ကိုကယ်လိုက်ပြီးနားမဝထွက်ပြေးလာပါတယ်။ထွက်ပြေးနေတဲ့အချိန်မှာတော့ဘတ်စကားကတက်ချင်နေတဲ့လူတွေကိုတွေ့လိုက်ပါတယ်။ဒီလိုနဲ့စူးစူးဆိုင်တစ်ခုထဲမှာပိတ်ပြီးရှီဆူကီဆိုတဲ့
မင်းကကျော်အခီဝါမင်းကကျော်စင်ကရှီဆူရီလို့ခေါ်တဲ့ကောင်မလေးနဲ့ထွက်ရပါတယ်သူတို့ဆိုင်ထဲမှာကားဆရာကစုံမီအဖြစ်ဆရာကစုံမီကြိုက်ခံထားရတာဖြစ်ပါတယ်သူတို့နဲ့စတိုးဆိုင်တစ်ခုလုံးစုံမီဖြစ်သွားပြီးအခီဝါမင်းကကျော်စင်နဲ့ရှီဆူကီကယ်ရိုတို့3ယောက်ပဲရှိပေါ့သူတို့နဲ့စတိုးဆိုင်ကနေထွက်လာခဲ့ပြီးတော့လမ်းမပေါ်ကိုရောက်လာပါတယ်သူတို့နဲ့ကားစီးပေါ်တွေ့ပြီးငါးပြားတိုက်ကိုတောက်ဖို့လုပ်ပါတယ်မင်းကကျော်စင်ကငါးပြားတိုက်စီကိုရောက်ရှိလာခဲ့ပါတယ်ကားမင်းကပေါက်သွားလို့အခီဝါတို့လည်းတတိမိမျောတော့ပါတယ်အခီဝါမင်းကကျော်စင်ဒုနာအချေပေါ်တော့ငါးပြားတိုက်ထဲမှာပဲဖြစ်ပါတယ်ငါးပြားတိုက်ထဲမှာတော့မီကီအိုနဲ့ဆူမီတို့ကိုအသက်ရှင်နေလိုက်ရပါတယ်